တော်တော်များများကြားနေကြစကားတစ်ခုရှိပါပြီဗျလူတော်တွေနဲ့ပေါင်းမှာချမ်းသာတဲ့သူတွေနဲ့ပေါင်းမှာတတိ9ယောက်နဲ့ပေါင်းရင်နောက်6ယောက်မြောက်တတိယအတင်းကိုယ်တိုင်ဖြစ်လာပါလိမ့်မယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီချမ်းသာတဲ့သူတွေပတ်စံရှိတဲ့သူတွေနဲ့ကျွန်တော်တို့ပေါင်းတာတော့ဟုတ်ပါပြီအဲ့ဒီလူတွေနဲ့ပေါင်းနေုံနဲ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းဒီတိုင်းပဲပေါင်းနေုံနဲ့တော့တတိဖြစ်လာမှာမဟုတ်ပါဘူးဒီလိုပြောလို့ကျွန်တော်ကဒီတက်ချမ်းနေ motivation တွေပြောနေတာမဟုတ်ပါဘူးဒီလိုပေါင်းနေုံနဲ့ကျွန်တော်တို့ကိုယ်တိုင်ကအလိုလိုနေချမ်းသာသွားမဟုတ်ပါဘူးကျွန်တော်တို့ကသူတို့ရဲ့ mindset တွေသူတို့ရဲ့ပြုမှုတွေအမှုအကျင့်တွေကောင်းတဲ့ຢာတွေကိုအတူခိုးနိုင်မှာကျွန်တော်တို့ကိုယ်တိုင်လည်းအတွင်းထဲကပြုပြင်လာပြီးမှပို့ပြီးတော့ကောင်းမွန်တဲ့သူပို့တိုးတက်တဲ့သူဖြစ်လာတာဖြစ်ပါတယ်ဒီလိုမဟုတ်ဘဲနဲ့ကျွန်တော်တို့ကဒီချမ်းသာတဲ့သူတွေရဲ့တစ်ဖက်ကငွေသုံးဆွဲပုံတွေကိုပဲကြည့်ပြီးတော့သူတို့နဲ့ပေါင်းပြီးမျောမိသွားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ်တိုင်ကအချိန်မတန်မဲနဲ့စိန်ခံမိသလိုဖြစ်သွားပြီးတော့ပိုဆိုးတဲ့အခြေအနေကိုရောက်သွားနိုင်ပါတယ်ကျွန်တော်တို့တော်တော်များများနေထင်ကြတာကဆင်းရဲတယ်ဆိုလို့ရှိရင်ငွေမရှိဘူးလို့ပဲထင်ကြတာများပါတယ်အဲ့တော့ဒါဟာဆင်းရဲပုံဆင်းရဲနည်းများစွာတည်းကတစ်ခုနေပဲရှိပါသေးတယ်နောက်ထပ်တခြားဆင်းရဲပုံဆင်းရဲနည်းတွေလည်းရှိပါသေးတယ်အဲ့တော့ဒါတွေကိုခမရပတ်ဝန်းကျင်မှာလည်းမြင်ကောင်းမြင်နေနိုင်နေပါတယ်ပြီးတော့ခမရရဲ့နေ့စဉ်ဘဝမှာလည်းဒါတွေကိုတွေ့နေနိုင်ပါတယ်အဲ့တော့ဒီအချက်တွေကိုအများတခြားနားလည်သွားပြီဆိုလို့ရှိရင်ဒီခြားခြားဖြည်းဖြည်းချင်းထိန်သိမ်းပြုပြင်ပြီးတော့ခမရကိုယ်တိုင်လည်းပိုကောင်းတဲ့သူတယောက်ဖြစ်လာနိုင်ပါတယ်အဲ့တော့ဒါတွေကဘာတွေလဲဆိုတာကျွန်တော်တို့အချက်နားထောင်ကြည့်အောင်နံပါတ်1အချက်ကတော့ကျွန်တော်တို့ခံယူချက်ဆင်းရဲတာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့အတွင်းစိတ်ထဲကအခံယူချက်မရှိတာပေါ့နော်ဒီဘာလေးနေနေကျွန်တော်တို့လုံးမကြည့်ရသေးပဲနဲ့မဖြစ်နိုင်ဘူးတော့မလုံးနိုင်ဘူးတော့အဲ့လိုမျိုးတွေပေါ့လက်လျှော့ခြင်းစိတ်တွေဖြစ်နေတာပေါ့ဒါကကိုယ်စိတ်ထဲကခံယူချက်ဆင်းရဲတာဖြစ်ပါတယ်ဒါကတော့ကိုယ်တိုင်ပြင်မှပဲရမှာပါဒီခံယူချက်မရှိဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကပိုကောင်းတဲ့ဟာတွေကိုလုံးနိုင်မှုရအတွက်ဒါစီတခုဖြစ်နေနိုင်ပါတယ်ဒါကြောင့်မို့လို့ဒီဒါစီကိုကျွန်တော်တို့အရင်ဆုံးဖြုတ်ထားဖို့လိုပါတယ်အဲ့တော့မဖြစ်နိုင်ဘူးဆိုတဲ့အရာတော့မရှိဘူးဆိုတာတော့မဟုတ်ပါဘူးတချို့မဖြစ်နိုင်တာတွေလည်းရှိပါတယ်အဲ့တော့ကျွန်တော်ပြောတဲ့ဟာကိုလုံးနိုင်တဲ့အတိုင်းအတာအတွင်းမှာဖြစ်နိုင်တဲ့ဟာကိုကိုအနေနဲ့အစွမ်းကုန်ရေကုန်ရေကန်းစူးစမ်းကြည့်ပြီးတော့မှမဖြစ်နိုင်ဘူးဆိုတာကိုတခြားသုံးသပ်စေချင်တာပါဒီလိုမှလုံးမကြည့်သေးပဲနဲ့ကျွန်တော်တို့မလောက်ရသေးပဲနဲ့မဖြစ်နိုင်ဘူးလို့ထိုင်ပြောနေတာတော့မဟုတ်သေးပါဘူးပေါ့နော်ဒါတော့ကျွန်တော်တို့ခံယူချက်ဆင်းရဲတာကိုတတိထားမိအောင်ပြောခြင်းဖြစ်ပါတယ်နောက်နံပါတ်2အချက်နေရတော့ကျွန်တော်တို့ကမေတ္တာစိတ်ဆင်းရဲတာပေါ့ဗျာမေတ္တာစိတ်ဆင်းရဲတာလည်းဘယ်လိုမြင်လဲဆိုတော့ကျွန်တော်ပြောချင်တာအတ္တကြီးတာပေါ့နော်အတ္တဆန်တယ်ဒူကောင်းဆန်တယ်ပေါ့ဥပမာကျွန်တော်တို့စီးပွားရေးလုပ်တယ်ဆိုတဲ့နေရာမှာလေကျွန်တော်တို့ကိုယ်တိုင်ဒူကောင်းဆန်လုပ်လို့မရပါဘူးကျွန်တော်တို့ရဲ့ဝန်ထမ်းတွေကိုအထိုင်လျောက်စုချေးမျက်နှာတွေလုပ်ရတယ်ပေးရကမ်းရတယ်ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကိုပို့ပြီးတော့တိုးတက်အောင်ဒီ business နဲ့အတူတူကတွဲပြီးတော့လုပ်ရတယ်အဲ့တော့ဒီလိုမျိုးတွေကျွန်တော်တို့အခါအားလျော်စွာလုပ်ပြရပါတယ်ကျွန်တော်ကိုတဖို့တည်းကိုကောင်းမှုအတွက်ပဲကြည့်ပြီးတော့လုပ်လို့မရပါဘူးနောက်နံပါတ်3ချက်ကတော့ကျွန်တော်တို့အသိပညာဆင်းရဲတာပေါ့အသိပညာဆင်းရဲတဲ့နေရာလို့ပြောတဲ့နေရာမှာကျွန်တော်တို့ကအတန်းပညာတတ်တာနဲ့မဆိုင်ပါဘူးခင်ဗျအဲ့တော့အတန်းပညာတွေဘယ်လောက်ပဲတတ်တယ်ကျွန်တော်တို့ကအပြင်မဘုဒ္ဓအပြင်မအသိဉာဏ်ဆိုတာလိုပါတယ်ကျွန်တော်အဓိကပြောချင်တာတော့ wisdom ပေါ့နော်ဒီအသိပညာရှိမှပဲကျွန်တော်တို့ကဘယ်ဟာကိုဘယ်ချိန်မှာလုံးသိနေဘယ်ဟာကိုတော့ဘယ်ချိန်မှာမလုံးသိဘူးဆိုတဲ့ဟာမျိုးကိုဒီလိုဟာမျိုးကိုဆိုလိုတာဖြစ်ပါတယ်အဲ့တော့နံပါတ်3ချက်ကတော့အသိပညာမစင်ရဲဘူးရေးကြည့်ပါတယ်နောက်နံပါတ်4ချက်အနေနဲ့ကတော့ကျွန်တော်တို့ကကိုယ်ယူကိုယ်သွေးစင်ရဲတာဖြစ်ပါတယ်ဗျာကိုယ်ယူကိုယ်သွေးစင်ရဲတာဆိုတာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ဒီပုဂ္ဂိုလ်တယောက်ဒီလူတယောက်ကကိုယ်ယူကိုယ်သွေးစင်ရဲတယ်ပြီးဆိုလို့ရှိရင်သူကလိန်နာတို့ဟိုမှာထားတော့ဂတိမတီတာတို့အဲ့လိုမျိုးဟာတွေပေါ့နော်ပြီးတော့လက်ကြောမတင်းတာတို့ဒါမျိုးတွေကိုသူလုံးလေးရှိပါတယ်အဲ့တော့ဒီကိုယူကိုယ်သွေးစင်ရဲနေရင်လည်းပဲဒီအစင်မပြေနိုင်သေးပါဘူးပေါ့နော်ကိုယူကိုယ်သွေးစင်ရဲတဲ့ချက်ကိုသတိထားစေချင်ပါတယ်နောက်နံပါတ်4ချက်အနေနဲ့ကတော့အပြုအမူလေးကျင့်နေဆင်းရဲတာပေါ့အပြုအမူလေးကျင့်နေဆင်းရဲတာဘယ်လိုမျိုးလဲဆိုတော့သူ့မှာမကောင်းတဲ့အပြုအမူတွေဖြစ်တဲ့ဥမာဈေးဆွဲနေတာမလောင်ကစားတွေဆွဲနေတာအဲ့လိုမျိုးချက်တွေပေါ့နော်ဒီလိုချက်တွေကလည်းကျွန်တော်တို့ကမကောင်းမှန်းတော့လူတိုင်းသိတယ်ဒါပေမဲ့ပြုပြင်ဖို့ကတော့ခက်တယ်အဲ့တော့ဒါတွေကိုဒီစနစ်တကျပြုပြင်ဖို့လည်းလိုပါတယ်နောက်နံပါတ်5ချက်အနေနဲ့ကတော့
စိတ်ဓာတ်ဆင်းရဲတာဖြစ်ပါတယ်အဲ့တော့စိတ်ဓာတ်တွေကဘယ်လိုဟာမျိုးတွေလဲဆိုတော့ကျွန်တော်တို့အများအားအစိုးမြင်စိတ်တွေဖြစ်နေတာဒေါသတွေအများအားကြီးနေတာပြီးကြတော့အများအားဒီ negative တွေများနေရပါတော့ဒီလိုမျိုးအချက်တွေကလည်းပဲစိတ်ဓာတ်ဆင်းရဲဒီလိုလူမျိုးတွေနဲ့ခင်ဗျားပေါင်းမိပြီဆိုလို့ရှိရင်ခင်ဗျားကိုယ်တိုင်ကလည်းပဲဒီမကြည်လင်တဲ့စိတ်တွေခင်ဗျားကူးလာနိုင်တယ်ပြီးရင်ဒီချက်တွေကတခြားသူတွေပေါ်မှာလည်းသွားပြီးထိခိုက်နိုင်တယ်နောက်အဆိုးဆုံးကခင်ဗျားရဲ့အလုပ်ပေါ်မှာလည်းပဲသွားပြီးတော့ထိခိုက်နိုင်တယ်အဲ့တော့အလုပ်ပေါ်မှာဒီစိတ်တွေပါသွားပြီဆိုလို့ရှိရင်ခင်ဗျားအနေနဲ့ကောင်းမွန်တဲ့ရလဒ်ထွက်လာမှာမဟုတ်တော့ဘူးအဲ့တော့ဒီຢာကိုလည်းသတိထားသင့်တယ်ခင်ဗျားပတ်ဝန်းကျင်မှာအဆိုးမြင်တဲ့သူတွေရှိနေတယ်ဆိုလို့ရှိရင်ဒီလူတွေနဲ့ဝေးရှောင်နေတယ်ဘာလို့လဲဆိုတော့သူတို့ကခင်ဗျားရဲ့ကောင်းတဲ့ energy တွေကိုဆွဲထုတ်ပြီးတော့နော်မဆိုးတဲ့ energy တွေကိုခင်ဗျားတွေကိုထည့်ထားရမှာဖြစ်တဲ့အတွက်ဒီလိုမျိုးတွေကိုရှောင်ရှားသင့်တယ်နောက်ဆုံးအချက်တစ်ခုအနေနဲ့ကတော့ဒါလူတိုင်းသိပြီးတော့ငွေကြေးဆင်းရဲတာပေါ့ကျွန်တော်တို့ငွေကိုဘယ်လိုရှာမလဲမသိဘူးငွေကိုရှာပြီးတော့ရတဲ့အချိန်မှာလည်းဘယ်လိုစုဆောင်းရမလဲဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတဲ့ဟာတွေကိုမသိဘူးဒီလိုဟာမျိုးတွေကိုသိဖို့လဲသူတို့ကမလေးလောက်ရရဆာဆာဘဝမျိုးပဲပေါ့နော်ရလိုက်သုံးလိုက်ပဲပြီးသွားတယ်အဲ့တော့ဒီလိုဟာမျိုးတွေကိုလည်းမဖြစ်ဖို့ရရေးကြည့်ပါတယ်အဲ့တော့ငွေကြေးအသိပညာလည်းမစင်းရဲပါစေနဲ့အဲ့တော့ဒီနေ့ကျွန်တော်ပြောခဲ့တဲ့ဟာတွေကတော့စင်းရဲပုံစင်းရဲဒီခုနှစ်ချက်ပဲဖြစ်ပါတယ်အဲ့တော့ဒီအချက်တွေကိုရောခင်ဗျားကိုယ်တိုင်မှာရောဒီလိုအချက်မျိုးတွေရှိနေတယ်ဆိုလို့ရှိရင်လည်းဒါတွေကိုဖြည်းဖြည်းချင်းစီပြင်ကြည့်ဖို့လိုပါတယ်ဒီလိုပြင်ကြည့်မှလည်းခင်ဗျားကိုယ်တိုင်လည်းပိုကောင်းတဲ့သူတယောက်ဖြစ်လာပါလိမ့်မယ်အဲ့တော့ခင်ဗျားပတ်ဝန်းကျင်မှာရောဒီလိုပုံစံတွေကိုနေ့စဉ်လိုတွေ့နေရလားခင်ဗျားလုပ်ငန်းဝင်ထဲမှာရောဒီလိုမျိုးတွေတွေ့ဘူးလားပေါ့နော်ဒီလိုချက်တွေကိုသတိထားပြီးတော့အစီအစဉ်တွေမှာ smart ဖြစ်တဲ့ business တွေကိုတိစောက်ချင်ပြီးတော့ကိုယ်ကိုယ်သွေးတိုးတက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားကြလို့ရပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်